Hello. Hello. Cái alo mấy mình là quá luôn nó. Bấm mà cái nam lại lòng nó. Alo mấy mình là quá. Cho nó là cũng mà tập những cha này này. Cho nó này ngày trái ra đâu nên trộm lắm điều. Siêu giờ phía thì cái chỉ rồi có chim mà này nó. Sau đó cho nó đâu đi ban chỉ hệ akan chen tên nói ye. Đó là yêu là chen ye. Nít ya. Yubila chỉ rồi chim ăn chen gì mà. Cho nó đi nhà go yêu xí là bị đi cả là. Cái đó nước bắt đầu go. Quỳnh ngạc khuyên nhà rồi đi chăm lu. Phía chen ye chỉ rồi có chim ăn lu. Cho nó có khổ phải đấy. Xe rồi này được qua. Tên nó gắng dòng nha. Tên tu tên nam nha. Along của lẽ thu bé Giêsu định sĩ để chăm cho cha lu bà đấy. Điều của nhau rồi along à khá lu bé béo để khám mà cha đó. Cô rồi đi thà rồi. Má lâu mi mà số lu. Ấy là này cho nó sạc tông không mẹ ná lệ đấy. Bắt mà sạc rồi tu mà cha cô mà cha đấy. Tu mà cha cô mà cha rồi bà lẽ rồi cho nó lên nắm đi. Nào tao long bà lẽ solution cũng là mấy sếp đấy, phải đấy mà bọn nó, nào xong phải rồi, khá jelly luôn cho nó ấy luôn cha là bà lẽ rồi mà tiêu, nó, nào xong tao long rồi, sụt down này khá mà, nắm lên, đam mê lấy Giêsu rồi đấy, sực long tao long nó ná đấy, Giêsu rồi đấy, ami pa la ví solution nó pi đó mày bọn nó, cho nó ấy luôn vậy. Mang vì đó nó xe rồi thì bà sụt down rồi cho nó nát hồng Giêsu mà bảo bề rồi nhá làm lên nát hồng này vì đó là tụi nhá mình lâu rồi cho nó lại mình bảo đó là vậy sau đó bây giờ phim bọn nó đã phía thì khi ấy chỉ rồi phim nó cho nó ấy lúc bé khang như đấy xe rồi cho nó đâu có phải đấy kham mà nó cho nó asa rồi cho nó đâu nè đối với đối mục của lobo season shi ba đấy, đối với nhà lẽ xe rồi cả luko rai la ba, ở đây xe rồi khuyên đau mới đó, xả lép bộ bì ba, rồi cho nó anh đi đó nó, cô là chính lo, ở đó mìnhပြန်ပြောတာဖြစ်မှာဆိုလို့ဆရာတော်ကျေးဇူးပြုတော့ကျွန်တော်တို့နေကိုစာပို့ပေးပါဆရာတော်ကြီးကလည်းကျွန်တော်တို့စီကိုစာပို့တယ်ဆိုတော့ကျွန်တော်တို့သာသနာနေရာလဲကျွန်တော်တယောက်ပါမကားဘူးเนาะကျွန်တော်ရဲ့ဆရာမပါအတူတူသွားဖို့เนาะဆင်လို့ပါတယ်နော်ကျေးဇူးတင်ပါတယ်အခုလို့ပေါ့เนาะခေါ်ဖိတ်တဲ့ဆရာတော်ကြီးနဲ့တကွာအသင်းတော်မှာရှိတဲ့အသင်းသူသင်သားများအားလုံးเนาะလို့ဖို့ဆောင်မဲများအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ဆိုတော့ကျွန်တော်တို့သာသနာနယ်မှာအသင်းတော်တစ်ပါးရှိတယ်အသင်းတော်တစ်ပါးကအဲ့ဒီအသင်းတော်ကဘုရားရှိခိုးနည်းကြတယ်ဗျတခါတော့မြန်မာယုံကြည်သူတယောက်ကအဲ့ဒီဘုရားကျောင်းမှာသွားပြီးတော့ဘုရားရှိခိုးတယ်ဘုရားရှိခိုးပြီးလို့ပြန်လာတဲ့အခါမှာညီးတာပေါ့နော်သူတငယ်ချင်းနော်အဲ့ဒီအသင်းသားကိုသူပြောတာပေါ့ဟာမင်းတို့ဘုရားကျောင်းကဘုရားရှိခိုးတာတအားကြတာပဲတဲ့အဲ့ဒါနဲ့သူတငယ်ချင်းကသူ့မေးတာပေါ့ဘယ်လောက်ကြာလို့လဲတဲ့3နာရီတောင်ကြာတယ်တဲ့3နာရီတောင်ကြာတယ်နော်အဲ့လိုပြောအဲ့ဒီအချိန်မှာသူ့တငယ်ချင်းကသူ့ဘာပြောလဲဆိုတော့3နာရီပဲလား3နာရီဆိုတာအစာပြေပဲရှိသေးတယ်တဲ့နော်အစာပြေပဲရှိသေးတယ်နော်အဲ့ဒီအသင်းတော်က3နာရီကအစာပြေပဲရှိသေးတယ်ကျွန်တော်ထင်တာအခါအသင်းတော်တွေကတော့နော်3နာရီလောက်အစာပြေလောက်ပဲရှင်နော်ဆိုတော့ဘာပဲဖြစ်လေကျွန်တော်တို့နှစ်တရာမှနော်တစ်ခါပဲအခွင့်ရတယ်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ကိုနော်ဘုရားရှင်ရဲ့ဝိညာဉ်တော်ဖွင့်ပြတဲ့အတိုင်းနာဝေငှချင်ပါတယ်လို့ကျွန်တော်တို့ဘုရားသခင်ဟာပန်ချေအသင်းတော်ကိုသာသနာမျိုးစေ့စကျဲသည့်အချိန်ကစပြီးတော့ယနေ့အထိနှစ်တရာတိုင်အောင်ပို့ဆောင်ပေးမှုတွေကျေးဇူးတော်ကိုချီးမွမ်းသလိုကျဲချခဲ့တဲ့သာသနာမျိုးစေ့များဟာပျက်စီးပျောက်ကွယ်သွားခြင်းမရှိပဲအခက်ခဲကြားနေပြီးတော့ယနေ့အထိရှင်သန်နိုးကြပြီးတော့နော်တကယ်အသင်းတော်ကြီးတစ်ပါးအဖြစ်ပေးဆက်ဆက်ကကြတဲ့အသင်းတော်ခေါင်းဆောင်များယုံကြည်သူများဘိုးဘွားများအသင်းသူအသင်းသားများအားလုံးကိုကျေးဇူးတင်
ဂုံယူဝမ်းမြောက်မိပါကြောင်းရှေးဥစွာပြောကြားလိုပါတယ်ယနေ့အသင်းတော်သာသနာရဲ့နှစ်တရာယူဘီလာနှစ်လို့သတ်မှတ်ကြနော်ကျွန်တော်တို့ယူဘလီယူဘီလာဆိုတာဘာလဲလို့ပြန်ကြည့်လိုက်တဲ့အခါမှာတမန်ကျမ်းစာထဲမှာဖျားသခင်ကဣသရေလလူမျိုးတွေကိုဖော်ပြထားတဲ့နှစ်90မှတစ်ကြိမ်နော်နှစ်90မှတစ်ကြိမ်ဒီနေရာမှာကျွန်တော်တို့ဝတ်ပြုရကျမ်းအခန်းကြီး25အခန်းငယ်8-9မှာဖော်ပြထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ယူဘီလာရဲ့အဓိပ္ပာယ်ကနော်ဒီနေရာမှာဖျားသခင်ကလွတ်မြောက်မှုနဲ့ဝမ်းမြောက်မှုကိုကြီးညာတယ်တဲ့နော်လွတ်မြောက်မှုနဲ့ဝမ်းမြောက်မှုကိုကြီးညာပါတယ်ယူဘီလာနေ့မှာဣသရေလလူမျိုးတွေဟာတဲ့ကျွန်ဖြစ်ရောင်းစားခံရသောသူများလွတ်လပ်ခွင့်ရကြတယ်မိမိဘိုးဘွားပိုင်မြေတွေကိုလည်းပြန်ရရှိကြတယ်အကျွေးတွေလည်းဖြေလျော့ကြတယ်ပြီးတော့မြေတွေကိုလည်းအနာပေးကြတယ်တဲ့ဒါကတော့ခန္ဓာပိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာဝိညာဉ်ရေးရမှာတော့ယူဘီလာကလွတ်မြောက်ခြင်းပြန်လည်တည်လွင်ခြင်းနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းပဲဖြစ်ပါတယ်နော်ယနေ့မှာတော့ယူဘီလာကိုကျွန်တော်တို့ကအနှစ်90မှတစ်ကြိမ်မဟုတ်ဘဲနဲ့အခုကျွန်တော်တို့25နှစ်မှလည်းတစ်ကြိမ်လှုပ်လာတာတွေ့ရတယ်အဲ့ဒါကတော့ဘယ်ကနေစသလဲဆိုလို့ရှိရင်ပုပ်ယဟန်မင်းကြီးပုပ်ပေါစကန်ကနေပြီးတော့1480ခုနှစ်ကနေစတင်တယ်။တမန်ကျမ်းစာထဲမှာဖော်ပြကြရတော့ယူဘီလာကအနှစ်90မှာတစ်ကြိမ်နော်ခုနှစ်49ပြီးလို့ရှိရင်နောက်တစ်နှစ်50တစ်ကြိမ်ဒါပေမဲ့ပုပ်ယဟန်မင်းကြီးပုပ်ပေါစကန်ကတော့1480ခုနှစ်မှာသူကတော့အနှစ်90ဆိုကြာတယ်အနှစ်90ဆိုကြာတယ်တို့25နှစ်နော်25နှစ်တစ်ကြိမ်25နှစ်တစ်ကြိမ်ဆိုလို့ချင်းဆိုတော့25နှစ်မှာနော်ဒီမှာငွေရတုအနှစ်90မှာရွှေရတု95နှစ်မှာဆိုလို့ရှိရင်စိန်ရတုဆိုပြီးတော့အဲ့လိုလှုပ်ဆောင်လာကြတော့တွေ့ရတယ်ဒါကြောင့်ကျမ်းစာဖော်ပြချက်ရာယူဘီလာကတော့နှစ်90တစ်ကြိမ်လို့ဖော်ပြတော်ညာလဲအသင်းတော်တွေရဲ့အစဉ်လာရတော့25နှစ်တစ်ကြိမ်လို့ဖြစ်လာတော့ကျွန်တော်တို့တွေ့ရပါတယ်ယနေ့ပန်ချဲအသင်းတော်ရဲ့သာသနာရောက်ရှိခြင်းနှစ်တရာယူဘီလာကျေးဇူးတော်ချီးမွမ်းခြင်းမှာကျွန်တော်ယူဘီလာကြောက်3လုံးအကြောင်းကိုကျွန်တော်ဖော်ပြခြင်းပါတယ်ကျွန်တော်တို့ဆောက်ဦးကိုဆောက်တဲ့အခါမှာကြောက်အရေးကြီးပါတယ်အထူးသဖြင့်အုံမြင့်ကိုချတဲ့အခါမှာကြောက်သည်မရှိမဖြစ်လို့အသောအရာဖြစ်တယ်ခိုင်ခန့်မှုရရေးကြီးတယ်ဆိုတော့ဒီနေ့နှစ်တရာရဲ့ယူဘီလာကျေးဇူးတော်ချီးမွမ်းခြင်းစီစဉ်မှာကျွန်တော်တို့ဒီကြောက်3လုံးကိုကျွန်တော်တို့စဉ်းစားဆင်ခြင်ပြီးတဲ့ကာလရှေ့ဆက်100နေပြီးတော့100အစိတ်150နေရာထိတိုင်ကျွန်တော်တို့သွားတဲ့အခါမှာဒီကြောက်3လုံးပေါ်မှာအခြေခံပြီးတော့တည်ဆောက်မယ်ဆိုလို့ရှိရင်တကယ်ပဲကျွန်တော်တို့ရဲ့ဒီပန်ချဲအသင်းတော်ဒီလဲရှင်သန်နိုးကြပြီးတဲ့ကာလဘုရားသခင်ရဲ့သာသနာလုပ်ငန်းမှာတိုးပြီးတော့ဆက်ကပ်တော့အသင်းတော်တစ်ပါးဖြစ်လာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ဓမ္မကျမ်းစာထဲမှာဖော်ပြထားခဲ့တဲ့ကြောက်တွေအများကြီးထဲမှာကျွန်တော်ကြောက်3လုံးကြောင်းဖော်ပြခြင်းပါတယ်။ဓမ္မကြောက်ကတော့ယာကုပ်တီထားသောကြောက်တိုင်နော်ယာကုပ်တီထားသောကြောက်တိုင်ဖြစ်ပါတယ်။ကပ္ပဦးကျမ်းခန်းကြီး28အခန်းငယ်18မှာဘလို့ဖော်ပြထားလဲဆိုလို့ရှိရင်နာနဲ့စောစောယာကုပ်သည်ထ၍ခေါင်းအောင်သောကြောက်ကိုယူသဖြင့်မှတ်တိုင်ဖြစ်စေလျက်ထူထောင်ပြေးလျင်ကြောက်ထိပ်ဖျားပေါ်၌စီကိုလောင်းလေ၏ထိုရကိုလည်းဘေဒလအမိဖြင့်မှဲ့လေ၏နော်ဒီနေရာမှာယာကုပ်ကတဲ့နော်နာနဲ့စောစောမှာထပြီးတော့ခေါင်းအောင်သောကြောက်ကိုယူပြီးတော့မှတ်တိုင်လို့ထူထောင်လိုက်တယ်ဒီကြောက်ကိုတရားချင်းရဲ့အဓိပ္ပာယ်ကတော့ဖယားသခင်ဤတွေ့ဆုံခဲ့သောနေရာကိုတတိယချင်းနော်ဖယားသခင်နဲ့တွေ့ဆုံရသောနေရာကိုတတိယချင်းကျွန်တော်တို့လွန်ခဲ့သော1926ခုနှစ်ကနေပဲနော်ယနေ့2026ခုနှစ်တရာကျွန်တော်တို့ပထမကြောက်ပြီးတဲ့ဖယားသခင်ပန်ကျဲမှာရှိတဲ့နော်ပန်ကျဲရွာသူရွာသားအာခါနော်
ကျေးရွာသူကျေးရွာသားတွေအခါလူမျိုးတွေဖယားသခင်နဲ့စတွေ့နေတဲ့ကြောက်နောက်တစ်ခုကဖယားသခင်ဤဂတိတော်ကိုမမေ့ရန်တဲ့ယာကုပ်တည်ထားတဲ့ကြောက်ကတော့ဖယားသခင်နဲ့တွေ့ဆုံခဲ့သောနေရာနောက်ဖယားသခင်ရဲ့ဂတိတော်ကိုမမေ့ဘူးရန်ဒုတိယကြောက်ကတော့ယောရှုမဆာခန်းကြီး၄ခန်းငယ်တရားနေပြီးတော့ကိုးထီမှာဖော်ပြထားခဲ့တဲ့ယော်ဒန်မြစ်ရနေပြီးတော့ကောက်လာခဲ့ပြီးတော့နော်ဘလို့ကောင်းလားဆိုတော့ယောရှုထားခဲ့သောကြောက်ဣသရေလလူမျိုးများယော်ဒန်မြစ်ကို6သွေးစွာကူးနိုင်ခဲ့တဲ့အံ့ဩဖွယ်ရာအမှုကိုမမေ့ရန်ယောရှုသည်တဲ့ကြောက်ဆက်နှလုံးကိုယော်ဒန်မြစ်မှာယူပြီးတော့ဂိလဂါလတွင်တည်ထားစေခဲ့တယ်ဖယားရှင်ကအံ့ဩဖွယ်ရာအမှုကိုပြုတယ်ဆိုတာဒီနေရာမှာရှင်းပြောမယ်ဆိုလို့ရှိရင်ဣသရေလလူမျိုးတွေယော်ဒန်မြစ်နားမှာနေပြီးသည်နော်တစ်ဖက်ကမ်းခါနန်ပြည်ဂတိထားရပြည်ကိုရောက်ဖို့ရန်အတွက်ဂျားမှာအင်မတန်မှပဲခက်ခဲတဲ့မြစ်တစ်မြစ်ယော်ဒန်မြစ်အမှန်တော့ယော်ဒန်မြစ်ဆိုတာကအကျယ်ကြီးတော့မဟုတ်ဘူးနော်သူကမီတာ60မီတာ30ကနေမီတာ60နော်သို့တော်ညာလဲဣသရေလလူမျိုးတွေအဲ့ဒီမြစ်ကိုဖြတ်ကူးမဲ့အချိန်ကတဲ့ရိတ်သိမ်းကာလဖြစ်နေတယ်ရိတ်သိမ်းကာလဖြစ်နေတဲ့ကြောင့်မလို့ရေကြီးနေတဲ့အချိန်ရေလဲကြီးတယ်ရေလဲအစီးတန်တယ်ဆိုတော့ဣသရေလလူမျိုးတွေဖို့ဒီမြစ်ကိုဖြတ်ကူးဖို့ရန်အတွက်အင်မတန်မှပဲခဲရင်းတယ်သို့တော်ညာလဲဖယားရှင်ကသူတို့ကိုပြောထားတဲ့စကားနော်မင်းတို့တရားဆောက်ပါမင်းတို့လှေလောက်ပါဘုရားသခင်မပြောဘူးယောရှုမဆာခန်းကြီး3ခန်းငယ်9မှာဘုရားသခင်ကသူတို့ဘာပြောလဲကိုတန်ရှင်းကြလောတဲ့ဒါပဲပြောတယ်ကျန်တာဘုရားလုပ်လိုက်မယ်ဟုတ်တယ်နော်ကိုတန်ရှင်းစီဆိုတော့ဒီနေရာမှာဖယားသခင်ရဲ့အံ့ဩဖွယ်ရာအမှုအပြင်ယော်ဒန်မြစ်ကိုကောင်းကောင်းမွန်မွန်နော်ဖြတ်ကျော်နိုင်ခဲ့ပါတယ်ဒီကြောက်ကဖယားသခင်ရဲ့အံ့ဩဖွယ်ရာအလုတ်ကိုအနာဂတ်သားသမီးမြေများသတိရဖို့ရန်အတွက်နော်ပြီးလို့ရှိရင်လဲယုံကြည်ခြင်းရဲ့သက်သေအမှတ်တစ်ခုအနေနဲ့တည်ထားသောကြောက်ဖြစ်တယ်ယနေ့ကျွန်တော်တို့ပန်ချဲသင်းတော်ဒီလဲဒီကြောက်ကိုစိုက်ဒီကြောက်ထုကိုစိုက်ထုပြီးတဲ့နောက်မှာကျွန်တော်တို့သားသမီးမြေများတို့ကိုပြောပြရမယ်ဖျားသခင်ကကျွန်တော်တို့အသင်းတော်အတွက်အံ့ဩဖွယ်ရာမှုတွေကိုပြုတယ်တခုပဲရှိတာကကျွန်တော်တို့ကဖျားသခင်ပေါ်မှာယုံကြည်မှုတော့ရှိရမယ်နော်နောက်တစ်ခုဖျားသခင်ကလူကိုတန်ရှင်းနော်တန်ရှင်းသောအသက်တာအပြင်အသက်ရှင်ဝင်ရလဲဖျားလူရှိတယ်နော်ခရိယန်နော်ခရိယန်တွေအတွက်အင်တန်တတိထားမယ်ဖျားသခင်ကကျွန်တော်တို့တောင်းဆိုသောအရာပါလဲနော်ကျွန်တော်တို့ရဲ့ဉာဏ်ပညာကျွန်တော်တို့ရဲ့စီးစိမ်ဥစ္စာမဟုတ်ပါဘူးဖျားသခင်ကကျွန်တော်တို့တောင်းဆိုသောအရာသည်မိမိကိုယ်ကိုတန်ရှင်းစေခြင်းဒါပဲအဲ့ဒီပုံမှာဖျားကတကယ်ပဲအံ့ဩဖွယ်ရာအမှုကိုပြုလိုက်မယ်ယနေ့ကျွန်တော်တို့ယုံကြည်သူများဟာနော်လောကမှာအသက်ရှင်တဲ့အခါမှာသူများမိုးခါရည်တောင်းတယ်ကျွန်တော်တို့လိုက်တောင်းနေတာပဲနော်ဆိုတော့ဒီနေရာမှာဖျားရှင်ကကျွန်တော်တို့ပြန်ပြီးတော့တတိပေးတယ်ကိုတန်ရှင်းစေပါလို့ဒါကြောင့်မလို့ဒုတိယကြောင့်နော်တန်ရှင်းခြင်းကြောင့်ဒီတန်ရှင်းခြင်းကြောင့်အပြင်ဖျားသခင်ဒီအံ့ဩဖွယ်ရာမှုကိုပြုတယ်တတိယကြောင့်ကတော့ဗာလဲဆိုလို့ရှိရင်ရှမွေလာဤဣဗာနိဇာကြောက်တယ်ခုနဖတ်သွားခဲ့တဲ့တမန်ကျမ်းစာထဲမှာဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး9ခန်းငယ်10နှစ်မှာထိုအခါရှမွေလာသည်ကြောက်ကိုယူ၍မိဇဘာမြို့နှင့်ရှင်မြို့စကြားမှထူထောင်သည်ဖြင့်ထာဝရဘုရားသည်ငါတို့ကိုယခုတိုင်အောင်မဆတော်မူပြီးဟုဆိုလျက်ထိုကြောက်ကိုဧဗနေဇာမည်ဖြင့်မှဲ့လေ၏ဧဗနေဇာယနေ့ပန်ချဲအသင်းတော်အတွက်ဧဗနေဇာကြောက်ကိုကျွန်တော်တို့စိုက်ထူတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဖျားသခင်သည်ပန်ချဲအသင်းတော်နဲ့ယနေ့ထိတဲ့တိုင်အောင်ကူညီတယ်မဆတယ်လမ်းပြတယ်နော်ဒါကြောင့်မလို့ဒီကြောက်သည်ဖျားရှင်၏ကူညီမှုကိုတတိယစဉ်ဟန်နော်
ထိုထက်တမကဖျားသခင်ကိုပို့ပြီးတော့ယုံကြည်ခြင်းပို့အားကြီးရန်နော်အဲ့ဒီလိုမျိုးအတိတ်ပဲဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ကြောက်သုံးလုံးအကြောင်းကိုကျွန်တော်တို့ဆင်ခြင်တယ်လို့ယနေ့ပန်ချဲသင်းတော်ရဲ့သာသနာရောက်ရှိခြင်းရဲ့နှစ်တရာယူပြီလားကျေးဇူးတော်ချီးမွမ်းခြင်းပါလေအဓိကအချက်ဖြစ်တဲ့ဘိုးဘေးယုံခြင်းဒုမမေလက်ဆင့်ကမ်းကတုံသင်မီဆိုတဲ့အဓိကအချက်ကိုခြေခံပြီးတော့ယူပြီလားကြောက်သုံးလုံးအကြောင်းကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်မြချင်ပါတယ်နော်အာဖရိကArchbishop ဖြစ်တဲ့ Desmond Tutu သူ conference တစ်ခုမှသူနော်စကားလေး၃ခုသူပြောပါတယ်စကားလေး၃ခုကဘာလဲဆိုလို့ရှိရင်ပထမစကားကတော့တဲ့အတိတ်ကိုနားလည်ပါတဲ့အတိတ်ကိုနားလည်ပါဒီခမ်းမထဲမှာရှိနေတဲ့သူမိမိတို့ရဲ့ဖြတ်သန်းခဲ့ရတဲ့အတိတ်ကိုနားလည်ဖို့ရန်သိဖို့ရန်အရေးကြီးတယ်နော်အတိတ်ကိုလွမ်းမဟုတ်ဘူးအတိတ်ကိုနားလည်ရမယ်အတိတ်ကိုသိရမယ်ဖျားရှင်ကကျွန်တော်တို့အတိတ်ကာလမှာဘလို့ပို့ဆောင်ကြလဲဒုတိယတစ်ချက်ကတော့ပြစ္ဆုတ်ပံမှာလှူရှားပါတဲ့ပြစ္ဆုတ်ပံမှာလှူရှားပါတတိယတစ်ချက်ကတော့အနာဂတ်ကိုတည်ဆောက်ပါဆိုတော့ဒီနေ့ကျွန်တော်တို့ပန်ချဲသင်းတော်ဒီလေအတိတ်ကိုကျွန်တော်တို့နားလဲဖျားရှင်ကျွန်တော်တို့သာသနာလုပ်ငန်းကိုဘလို့တိပို့ဆောင်ခဲ့တယ်လေဘိုးဘေးတွေနော်ဘယ်လောက်ထိပိတ်ဆက်တယ်ကျွန်တော်တို့သိရမယ်နားလဲရမယ်နော်ဒုတိယချက်ကတော့ယနေ့ကျွန်တော်တို့လှူရှားမယ်ကျွန်တော်တို့လှူရှားမှုကတော့ဒီနေ့ကတော့ကျေးဇူးတော်ချီးမွမ်းခြင်းပဲပြီးရင်အနာဂတ်ကိုတည်ဆောက်ဖို့ရအရေးကြီးပါတယ်ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့ပန်ချန်သင်းတော်အတွက်နော်ယူဘလာကြောက်၃လုံးကိုကျွန်တော်ချထားခြင်းပါတယ်ပထမကြောက်ကတော့မိဘဘိုးဘွားများဤယုံကြည်ခြင်းနှင့်ကျင့်သုံးမှုကိုအောက်မေ့တရိယခြင်းကြောင့်နော်မိဘဘိုးဘွားများဤယုံကြည်ခြင်းနှင့်ကျင့်သုံးမှုကိုအောက်မေ့တရိယခြင်းနော် stone of နော် remembrance ပြန်တရိယနော်မိဘဘိုးဘွားတွေရဲ့သူတို့ဘလောက်ထိယုံကြည်မှုရှိခဲ့တယ်လဲဘလောက်ထိပေးဆက်လဲဆိုတာကိုကျွန်တော်တို့သာသမီမြေများယနေ့ပြန်လဲအောက်မေ့တရိယဖို့ရန်ရည်ကြီးပါတယ်နော်ဒီနေရာမှာအနောက်တိုင်းမှာဆိုရစကားခုရှိပါတယ်နော်ဘာလဲဆိုလို့ရှိရင်အစင်အောက်မေ့ချင်းခံနေရတဲ့သူတယောက်ဟာဘယ်တော့မှမသိဘူးတဲ့နော်အစင်အောက်မေ့ချင်းခံနေရတဲ့သူတယောက်ကဘယ်တော့မှမသိဘူးဆိုလိုတဲ့ဘောကအဘိုးဆရာထွန်းကျော်နော်အဖီးတရာမေရီမသိဘူးနော်မသိဘူးခန္ဓာကတည်သွားရင်တည်သွားလိမ့်မယ်ဒါပေမဲ့သူရဲ့ဝိညာဉ်သူရဲ့လှုပ်ဆောင်ထားခဲ့တဲ့အရာတွေကမသိဘူးဘာကြောင့်လဲယနေ့နော်ဒီမှာရှိတဲ့အသင်းသူအသင်းသားတွေနော်အသင်းတော်ခေါင်းဆောင်တွေသူအမြဲတမ်းတတိယနေတယ်သုတ်တန်ခန်းကြီး30ခန်းငယ်9မှာတရားသောသူကိုအောက်မေ့သောအခါကောင်းကြီးပိတ္တ၏တဲ့နော်တရားသောသူကိုအောက်မေ့သောအခါကောင်းကြီးပိတ္တ၏နော်ကျွန်တော်တို့အဘိုးထုံးကျော်အဖီမေရီပန်ချေအသင်းတော်တော့မသိပါဘူးနော်အမြဲတမ်းရှင်သန်နေတယ်ဆိုတာဘာကြောင့်အမြဲတမ်းရှင်သန်တယ်လဲဆိုလို့ရှိရင်လေအစင်တတိယချင်းခံနေရလို့ပဲဖြစ်ပါတယ်နော်နောက်တစ်ခုကသူတို့ကိုအောက်မေ့တတိယချင်းရဲ့နောက်မှာနော်တခါတည်းကျွန်တော်တို့ကလူတစ်ယောက်ကိုတတိယတာပြီးပြီနော်ကျမ်းစာကလည်းဖော်ပြထားတော့တတိယပါတဲ့ကိုယ်သွန်သင်တတ်လို့နော်တမန်တရားအတိုင်းသွန်သင်တတ်လို့တတိယပါကျွန်တော်တို့တတိယတယ်နော်ကျွန်တော်တို့အဲ့ဒီတတိယချင်းနဲ့ပဲအဆုံးသတ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ရှေ့ဆက်ပြီးတော့သူတို့ရဲ့ကျင့်သုံးမှုနော်သူတို့ရဲ့ဘယ်လိုခေါ်မလဲဆိုတော့အနစ်နာခံမှုသူတို့ရဲ့သွန်သင်မှုအတိုင်းလိုက်လျှောက်သက်ရှင်မှုကြတော့ကျွန်တော်တို့မလုပ်ချင်တော့နော်ဒါကြောင့်မလို့ဒီနေရာမှာတော့ဘိုးဘေးတွေရဲ့ယုံကြည်မှုနဲ့ကျင့်သုံးမှုကိုမှီအောင်လိုက်နိုင်ဖို့ကျွန်တော်တို့ကြိုးစားကျွန်တော်လမ်းမှာလိုင်းနဲ့ဆရာတော်ညီနေစကားပြောတဲ့ခါမှာအော်ကျွန်တော်တို့အခုနော်လေရင်နဲ့လာတယ်နော်ကားနဲ့လာကြတယ်ဒီခါဒီလေလဲကျွန်တော်တို့ဆင်ပြေတဲ့ခါမှာညီးတွားကြတယ်ပြန်စဉ်းစားတဲ့ခါမှာလွန်ခဲ့တဲ့နှစ်တရာကျော်ကနော်အဘိုးဆရာတွေဘလို့များလာခဲ့နော်ဒီလန်ခီကိုခက်ခဲနဲ့နော်သူတို့လာခဲ့ရတယ်ဒီလန်ခီမပြောနဲ့နော်ကျောင်းသားတွေကျန်းစာကျောင်းသားတွေဟိုတခြားလူတော့ကျွန်တော်မပြောလို့ပါကျွန်တော်နေမှာရှိတဲ့ကျန်းစာကျောင်းသားတချို့ကျန်းစာကျောင်းနဲ့ရုံးတွေကလှမ်းလိုက်ရင်ခြေလန်း20 30ဒါပဲဒါပေမဲ့လည်းကျောင်းနဲ့ရုံးကိုလာတဲ့အခါမှာဆိုင်ကယ်နဲ့လာတယ်ခြေတော့မသုံးကျင်တော့နော်ခြေတော့မသုံးကျင်တော့ဟုတ်ပြီ
သာသနာပြုတ်ကွင်းကိုဆေလို့လိုက်တယ်ဆေလို့လိုက်တဲ့အခါမှာသွားတယ်သွားပြီးပြန်လာတယ်ဟဲ့ဘာဖြစ်လို့ပြန်လာတယ်ဖုန်းလိုင်းမမိဘူးတဲ့ဖုန်းလိုင်းမမိဘူးဟောတော့ကျွန်တော်ပြန်စဉ်းစားလိုက်တဲ့အခါမှာနော်အရင်တော့ဘိုးဘွားတွေရဲ့ပေးဆက်မှုကိုနော်ပြန်လဲပြီးတော့တတိယပြီးတော့လိုက်နိုင်မှုရန်အတွက်တော်တော်လေးကိုခဲရင်းတယ်နော်တော်တော်လေးကိုခဲရင်းတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကြိုးစားမှဖြစ်ပါတယ်ဟေပြောရစာအခန်းကြီး33ခန်းငယ်9ဖျားသခင်နှုတ်ကပတ်တရားတော်ကိုသင်တို့အားဟောပြော၍သင်တို့ကိုအုပ်သောသူတို့ကိုအောက်မေ့ကြလောတဲ့သူတို့သည်ဘယ်သို့ပြုမှု၍စွတေးသည်ကိုစစ်စစ်ဆင်ခြင်လျက်သူတို့၏ယုံကြည်ခြင်းကိုမှီအောင်လိုက်ကြလောနော်ဒါကြောင့်မလို့မိဘဘိုးဘွားများယုံကြည်ခြင်းနဲ့จิตသုံးမှုကိုအောက်မေ့တရားပြီးသည့်တကာလနော်သူတို့ရဲ့လှုပ်ဆောင်မှုအတိုင်းလိုက်လျှောက်ဖို့ရန်ရည်ကြီးပါတယ်ဒုတိယကြောက်ကတော့ဗာလဲဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းခြင်းကြောက်ပဲဖြစ်ပါတယ်ယနေ့ကျွန်တော်တို့ attain in the present နော်ဒီနေ့ကျွန်တော်တို့လှုပ်ရှားတာဗာလဲဆိုလို့ရှိရင်ကျေးဇူးတော်ချီးမွမ်းခြင်းနော်ဒီနေ့ယူပိလာရဲ့အဓိကချက်ရလဲကျေးဇူးတော်ချီးမွမ်းခြင်းပဲဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းခြင်းကြောက်ကကျွန်တော်တို့ခရိယန်များအတွက်မရှိမဖြစ်လိုအပ်သောကြောက်ဖြစ်တယ်ဖျားပြုတ်ခဲ့တဲ့ကြီးမားသောအရာများအတွက်လည်းကျေးဇူးတော်ချီးမွမ်းခြင်းနော်အင်တန်ရေးကြီးသောအရာဖြစ်တယ်နော်ဖျားရှင်ကယုံကြည်ခြင်းအားကြီးပြီးတော့သာသနာတော်ကိုချစ်ပြီးတော့သာသနာမျိုးစေ့ကိုကျေးချပေးတဲ့နော်ဘိုးဘွားတွေကိုပေးတဲ့အတွက်ကြောင့်မလဲကျွန်တော်တို့ကကျေးဇူးတင်တယ်နော်ကျွန်တော်တို့ဖျားသခင်ကိုကျေးဇူးတင်တယ်လို့နော်ဒီနေရာမှာဆက်ကလာခဲ့တဲ့အစင်လာဘယ်လိုကောင်းလဲဆက်ကလာခဲ့တဲ့ဘိုးဘွားတွေကိုလည်းကျွန်တော်တို့ကျေးဇူးတင်မှုရဲ့ရေးကြည့်ပါတယ်ဒီနေရာမှာကျွန်တော်တို့ပြန်လဲစဉ်းစားလိုက်တဲ့အခါမှာ106ခုမြောက်တဲ့ဆံလံပိုက်ငယ်တိမှာထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ဂိယုဏတော်သည်စင်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဒီနေ့ကျွန်တော်တို့အသင်းတော်ဒီပန်ချေအသင်းတော်သည်ဘုရားသခင်ကကောင်းမြတ်သောအရာများစွာကိုပေးပါတယ်ကောင်းမြတ်သောခေါင်းဆောင်များကိုပေးပါတယ်ကောင်းမြတ်သောသာသနာပြုဆရာများကိုပေးတဲ့ကြောင့်မလို့ဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်နောက်ဆုံးကြောက်ပါလဲဆိုလို့ရှိရင်မျိုးဆက်တိများကိုနော်ယုံကြည်ခြင်းဖျားကိုချစ်ခြင်းသာသနာတော်ကိုချစ်မြတ်နိုးချင်းစတဲ့အမွေကြောက်ကိုပေးရမယ်လက်ဆင့်ကမ်းပေးရမယ်နော်ဒီအမွေကြောက်ကိုလက်ဆင့်ကမ်းမပေးနိုင်ရင်နောက်25နှစ်နောက်နှစ်50နော်ဒီအသင်းတော်ကတော့တိုးတက်လာဖို့တဲ့ဆုတ်ယုတ်ပဲရှိဒါကြောင့်မလို့ဒီအသင်းတော်ဒီလည်းနော်ဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက်ဘိုးဘွားများရဲ့ပေးထားတဲ့နော်ယုံကြည်ခြင်းအမွေဖျားကိုချစ်တဲ့အမွေသာသနာပြုချင်တဲ့စိတ်ရှိတဲ့ဒီအမွေတွေကိုကျွန်တော်တို့မျိုးဆက်တွေကိုဆက်လက်ကမ်းပေးဖို့ရန်အတွက်အရေးကြီးပါတယ်ဆရာကြီးဘီလီဂရင်းဟာပြောလဲဆိုလို့ရှိရင်သာသမီမြေများအတွက်ကောင်းဆုံးသောအမွေကတဲ့စီးစိမ်ဥစ္စာများမဟုတ်ပါတဲ့ယုံကြည်ခြင်းနဲ့အကျင့်စာရိတ္တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ပြောလိုပါတယ်ကျွန်တော်တို့ပန်ချဲအသင်းတော်နော်သာသမီမြေများတို့ကိုပေးရမယ့်အမွေအကောင်းဆုံးသောအမွေသည်ခုနကျွန်တော်ပြောသလိုယုံကြည်ခြင်းအကျင့်စာရိတ္တသာမကဖျားသခင်ကိုချစ်ခြင်းသာသနာတော်မှာစိတ်အားထက်သန်ခြင်းဆိုတဲ့ဒီအမွေတွေကိုလည်းပေးစီခြင်းပါတယ်ပေးလဲပေးမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ခုနကျွန်တော်ထိုင်တဲ့ခါမှာကျွန်တော်မေးနာမဆရာတော်ကကျွန်တော်ပြောပြတယ်နော်ဒီနေ့ကျွန်တော်တို့တချို့အခါသာသနာနေတယ်ပေါ့နော်သာသနာပြုကွင်းတွေမှာနော်သာသနာသွားပြုနေတဲ့ဓမ္မဆရာဆရာမများတော်တော်များများကဒီပန်ချေရဲ့အသင်းတော်မှာနော်ထွက်ပေါ်လာတဲ့သူများဖြစ်ပါတယ်တဲ့ဝမ်းသာပါတယ်ဒါကတော့ဗာလဲဆိုလို့ရှိရင်မိဘဘိုးဘွားများပေးထားခဲ့တဲ့အမွေဖြစ်တဲ့သာသနာတော်ကိုချစ်ချင်းဒီအမွေကိုသာသမီတွေရရှိတယ်ကောင်းပါရှစ်ဆက်ပြီးတော့လဲနော်ကျွန်တော်တို့တွေ့ရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့သာသမီတွေကိုဒီကောင်းသောအမွေကိုပေးဖို့ရန်အတွက်ရည်ကြီးပါတယ်။ညီကောင်းချုံနေနဲ့ယနေ့အသင်းတော်ကြီးသာသနာရောက်ရှိခြင်းနှစ်တရာယူဘီလာမှာနော်နှစ်150နှစ်နေရာအထိရှင်သန်နိုးကြသောအသင်းတော်တစ်ပါးဖြစ်သာသနာလုပ်ငန်းများဆက်လက်လုပ်ကောင်းနေဆက်လက်လုပ်ဆောင်နိုင်ပါစေဖို့ရန်အတွက်နော်ကျွန်တော်ဆန္ဒပြုလိုပါတယ်။ကနေဒါသာသနာပြုဆရာကြီးတစ်ပါးဖြစ်တဲ့ Oswald J Smith ကပြောလဲဆိုလို့ရှိရင်သာသနာပြုခြင်းမရှိသောအသင်းတော်သည်နောက်ဆုံးမှာအသက်မရှိသလိုဖြစ်သွားလိမ့်မယ်နော်သာသနာပြုခြင်းမရှိသောအသင်းတော်သည်နောက်ဆုံးမှာအသက်မရှိသလိုဖြစ်သွားလိမ့်မယ်ဆရာကြီးအီမဘရူနာကတော့ပြောလဲဆိုလို့ရှိရင်
မိသည်လောင်ကျွမ်းခြင်း၌သာတည်ရှိနိုင်တဲ့ကဲ့သို့အသင်းတော်သည်လည်းသာသနာပြုခြင်း၌သာအသက်ရှင်နိုင်ပါတယ်ဒါကြောင့်မလို့ယနေ့နှစ်တရာနော်ယူဗလတ်ဘင်ကိုနော်ကျင်းပကျေးဇူးတော်ချီးမွမ်းခြင်းလုပ်တဲ့ပန်ချေအသင်းတော်နောက်နှစ်90နောက်နှစ်တရာမှာဆိုလို့ရှိရင်သာသနာလုပ်ငန်းကိုတိုးပွားအောင်နော်လှုပ်ဆောင်နိုင်ကြတော့အသင်းတော်တစ်ပါးဖြစ်ပါစေလို့နော်ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ပါတယ်အားလုံးပေါ်ကိုဘုရားရှင်ကောင်းချီးပေးပါစေနောက်ဆုံးအနေနဲ့ကျွန်တော်သိမ်မြောင်းမြသာသနာနေရာနေပြီးတော့ယူလာပေးတဲ့ဂုဏ်ပြုမှတ်တမ်းလေးကိုဆရာတော်ဒီရောနေပြီးတော့လက်ခံပေးပါနော်မေတ္တာခံပါတယ်လို့ပြီးလို့ရှိရင်လဲသမီးငယ်လေးရဲ့နော်ချီးမွမ်းခြင်းအချင်းလေးတစ်ပုဒ်ကြားမှာဖြစ်ပါတယ်နော်ဖတ်ပြဖို့မေ့သွားပါတယ်လို့ပသိမ်မြောင်းမြစကောကရင်ချင်းခရယန်သာသနာနဲ့အသင်းတော်များအဖွဲ့မှပန်ချက်အခါနိချင်းတင်းတော်ဤသာသနာနှစ်တရာပြည့်အတွက်ဂုဏ်ပြုမှတ်တမ်းလွှာဤဂုဏ်ပြုမှတ်တမ်းလွှာကိုပန်ချက်အခါနိချင်းတင်းတော်နှစ်တရာတိုင်အောင်ဘုရားသခင်ဤအမှုတော်များကိုယုံကြည်ခြင်းနှင့်တစ္ဆာရှိစွာဆက်ကလှုပ်ဆောင်ခြင်းအတွက်ဂုဏ်ယူစွာဖြင့်ပြပါသည်နောင်လာမည့်မျိုးဆက်များအတွက်အသင်းတော်သည်ဆက်လက်ရှင်သန်တိုးပါပါမည်ကြောင်းဆုတောင်းမေတ္တာပို့သပါသည်တို့ဖြစ်၍သင်တို့သည်ဝိညာဉ်ဆုကျေးဇူးတော်တို့ကိုအလုံးလိုရှိကြသည်တွင်အသင်းတော်ကိုတိဆောက်ခြင်းကကြွယ်ဝပြည့်စုံမိကြောင်းကြိုးစားကြလော့ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး14အခန်းငယ်10အမှုတော်များ၌မူလို့ကေတွင်မူသိမ်မြောင်းများစောကိနှိရှင်ခရိယံသာသနာနဲ့သမီးငယ်လေးရဲ့နော်တခြင်းလေးတစ်ပုဒ်ကြားမှာဖြစ်ပါတယ်အမှန်တော့သမီးလေးကတော့ပသိမ်မှာတခါမှတခြင်းမဆိုပါဘူးဒါပေမဲ့နော်ဒီနေရာမှာပေါ့နော်အသင်းတော်ရဲ့နှစ်90အနှစ်တရာယူဗီလာကိုဂုဏ်ပြုသောအဖြစ်ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့တခြင်းလေးဖြစ်ပါတယ်The Holy One, give thanks because given Jesus Christ, His Son. And now let the weak say, I am strong. Let the fool say, I am rich, because of what the Lord has done for us. And now let the weak say, I am strong. Let the fool say, I am because of what the Lord done for us, give thanks. Give thanks with a grateful heart. Give thanks to the Holy One. Give thanks because given Jesus Christ, His Son. Give thanks with a grateful heart. Give thanks to the Holy One. Give thanks because given Jesus Christ, His Son. And now let the weak say, I am strong. Let the fool say, I am rich, because of what the Lord has done for us. And now let the weak say, I am strong. Let the fool say, I am rich, because of what the Lord has done for us. Give thanks.
ကျေးဇူးတင်ပါတယ်ဒါသူတို့မောင်နှမနေရာရဲ့ပထမအဆုံးသောစင်မော်တက်ခြင်းပဲဖြစ်ပါတယ်လို့